မင်္ဂလာပါကျွန်တော်ဆော့ဖြစ်ပါတယ်ဒီနေ့မှာတော့ရွာဝစ်စောကနေပြီးတော့အခုလောမြန်မာနိုင်ငံမှာအောက်ရိဖြစ်နေတဲ့အသေးအောင်တော်အေဘိုးကြောင့်ရှင်းပြပေးတော့မှာဖြစ်ပါတယ်အသေးအောင်တော်အေဘိုးဆိုတာဘာလဲဘယ်လိုယောဂမျိုးလဲကာကွယ်နိုင်လားကုသနိုင်လဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်အသေးစိတ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အသေးအောင်တော်အေဘိုးဆိုတာဘာလဲအသေးအောင်တော်အေဘိုးဆိုတာကတော့ hepatitis A ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ယောဂပိုးတစ်ခုပါအေဘိုးကအသေးကိုထိခိုက်တဲ့ကြောင့်အသေးယောဂဖြစ်စေတာဖြစ်ပါတယ်အေဘိုးကဗိုင်းပိုးဖြစ်တဲ့အတွက်အခြားလူတွေပါကူးစက်နိုင်ပါတယ်အသေးအောင်တော်အေဘိုးကူးစက်တယ်ဆိုတာကအစားအစာရေရအဆင့်ကူးစက်ဆိုတာကိုတည်ထားဖို့လိုအပ်ပါတယ်။တဲအောင်တော်အေဘိုးကတော့အဓိကအပြင်မတတ်တဲ့ရေအစားအစာတွေကနေကူးစက်တာပါ။ကူးစက်တဲ့နီလန်းတွေကတော့မတတ်တဲ့ရေကိုတောက်သုံးတာမတတ်တဲ့အစားအစာတွေစားသုံးတာပိုးပါရှိတဲ့အစားအစာတွေအညစ်အကြေးတွေနဲ့ထိတာတွေပြီးရင် public toilet တွေဆိုတာအညစ်အကြေးရှိနေမတန်ရှင်းတဲ့အလိုအများပြည်သူသုံးအိမ်သားတွေကနေဆင်ကူးစက်နိုင်ပါတယ်။တဲအောင်တော်ယောဂကူးစက်ခံရတဲ့လူတွေကတော့ဒီလိုယောဂတွေဖြစ်နိုင်ပါတယ်။ပြိုရန်အန်ရိုင်ဖြစ်မယ်၊ဘိုက်အောင်မယ်၊အဖျားရည်တက်မယ်၊ဝမ်းညိုတွေသွားမယ်၊အားနဲ့လာမယ်၊အသားရည်မကောင်းတာတွေဖြစ်မယ်၊ကိုယ်လက်မအီတာတွေဖြစ်မယ်၊ပင်ပန်းလာမယ်ပြီးမျက်လုံးနဲ့အသားတွေဝါလာတယ်မျိုးဖြစ်နိုင်ပါတယ်။အသေးအောင်တော့ပိုးကာကွယ်နိုင်တာအသေးအောင်တော့ပိုးကာကွယ်နိုင်ပါတယ်။ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့လက်ကိုခဏခဏမှန်ဆေးမယ်။တန်ရှင်းတဲ့ရေတန်ရှင်းတဲ့အစားအသောက်တွေစားသုံးမယ်။ကိုယ့်ရဲ့ပတ်ဝန်းကျင်ကတန့်နေရမယ်။အသေးအောင်တော့အေးကာကွယ်ဆေးထိုးရမယ်။အသေးအောင်တော့ကာကွယ်ဆေးရရှိပါတယ်။တော့အေးပိုးကကူးစက်နိုင်လား။အသေးအောင်တော့အေးပိုးကတော့acute infection သူကရုတ်တရက်ဖြစ်တဲ့ယောဂဖြစ်တဲ့အတွက်မို့လို့သူကဆိုးဆိုးရွားပြန့်သွားကြီးတော့ရှိမှာမဟုတ်ဘူး။ဒါပေမဲ့လည်းကူးစက်ခံရတဲ့လူနာတယောက်အနေနဲ့တော့လိုက်လို့ရမယ့်အချက်တွေရှိတာပေါ့။အားရဘာကြီးလဲဆိုတော့ရေများများတောက်တာတို့တန်းရှင်းနေတာတို့လေ့ကျင့်ခန်းပုံမှန်လုပ်တာတို့တင့်တော်တဲ့ကုသမှုခံယူတာတို့တော့လုပ်အောင်ပါပေါ့။ဒီမှာကုသမှုမခံယူရင်းနဲ့ပျောက်လာတဲ့ယောဂပုံစံမျိုးပါ။ဒါပေမဲ့တင့်တော်တဲ့ယောဂကုသမှုမခံဘူးဆိုရင်တော့အဲ့အသေးကတပြေးနဲ့ပိုဆိုးလာပြီးတော့အသေးမှာပြင်းထန်တဲ့ယောဂလက္ခဏာရနိုင်တာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ကတော့အသေးအောင်အေဘိုးကြောင်းကိုကျွန်တော်ပြည့်ပြည့်စုံရှင်းပြခဲ့ဖြစ်ပါတယ်အသေးအောင်တဘာအေဘိုးမဖြစ်ဖို့ဆိုရင်တန်ရှင်းနေတာအစားအသောက်တွေစင်းရကြစားတာတန်ရှင်းတဲ့ရေကိုတောက်တာတန်ရှင်းတဲ့အစားအသောက်တွေစားတာယောဂဖို့ကာကွယ်ဆေးထိုးဖို့တွေကအရန်ကိုအရေးကြီးပါတယ်တင်းတို့နိုင်ငံကျမကြီးအတွက်အသေးအောင်တဘာအေဘိုးကြောင်းကိုတည်ကျင်တာတွေတည်စရာတွေလေ့လာစရာတွေကာကွယ်နည်းတွေကိုတည်ဖို့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးပါကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်တစ်ချက်မှရဲ့အတိအမြတ်ဗုဒ္ဓတွေကိုသိချင်ရင်တော့ကျွန်တော်ရဲ့ရွာဝစ်စော channel ကို subscribe လုပ်ပေးပါ follow လုပ်ပေးပါကျွန်တော်တော့စောပါ